ရာသီမကုန်ခင်အာမတ်ပြန်လာမယ်ဆိုတဲ့သတင်းကဖလားတစ်လုံးပိုင်ဆိုင်လိုက်ရတယ်လို့ပဲပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ရွှေ Sport News ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်သူမတို့ပြောင်းနေထွက်ကြလာချစ်တယ်ဆိုတဲ့စကားလေးတစ်ခုကိုကြားလိုက်ရသလိုမျိုးညာဘက်ပါတစ်ချမ်းပေါ်မှာကြောက်လာခဲ့တဲ့သူမစီကအနန္တပွင့်လိုမျိုးအာမတ်ဒီယာလိုပြန်လာတော့မယ်ဆိုတဲ့သတင်းက Manchester United ပရိသတ်တွေအတွက်ကတော့အားစီးတစ်ခွက်လိုတောက်လိုက်ရသလိုမျိုးပဲဖြစ်သွားစေခဲ့ပါတယ်ချစ်ချင်းတရားတွေပြည့်နေရေးဖွဲလိုက်တဲ့စားဆောင်လိုမျိုးအဆိုပါသတင်းစကားဟာ Manchester United ပရိသတ်တွေတော့လုံးဝပျော်ရွှင်ကြည်နူးစရာကောင်းတဲ့သတင်းစကားတစ်ခုဖြစ်တယ်လို့ပဲဆိုချင်ပါတယ်လက်ရှိ Manchester United အသင်းအဖြစ်ဟာအသေးကွဲပြီးတော့ရန်နာကြနဲ့ဘိတ်တယောက်နဲ့ကတ်စင်တူညီနေကြတာဖြစ်ပြီးအဖက်ဘက်ကနေလဲပြိုကျနေကြတော့မြင်တွေ့ထားရပါတယ်ဒါစစ်ကလည်းအသုံးမကျကွင်းလန်လည်းဘရူနိုကလွှဲရင်သုံးစားလို့မရနောက်ပြီးတော့ကန်စစ်ကလည်းယိုရွေးနဲ့အိုနာနာဆာလကားပေးလို့ရရင်ပေးလိုက်ခြင်းနဲ့အထိပါပဲအဲလိုတင်ကအစမပြေမှုနဲ့နှစ်ပါးသွားနေရသူရလက်တွေကလည်းဘေအိုဘရက်ဖြစ်နေခဲ့တဲ့အချိန်မှာအာမတ်ဒီယာလိုနဲ့ပတ်သက်တဲ့သတင်းစကားဟာအားနေနေသူတယောက်တော့ကတော့အားစီးတစ်ခွက်ဖြစ်သွားခဲ့ပါတယ် Manchester United အသင်းဟာပပောင်းဆောင်ကနေတိုင်ပတ်နေခဲ့တဲ့အသင်းဖြစ်ပြီးတော့အဲ့လိုအစမပြေမှုတွေများနေအသင်းတို့ယူရိုပါလိချန်ပီယံစူပလာကောင်းတမြင့်နွယ်တပင်ပါပဲတရားဒီလုံးကောင်းကောင်းထားခဲ့ရသမျှလောကလုံးလှောင်နေခဲ့သမျှတွေကိုကောင်းမော်ရင်ကော့ပြီးတော့ရှောက်လန်းသွားနိုင်မဲ့ခွင့်ရဟာယူရိုပါလိဖလားကိုရယူသွားနိုင်မှာဖြစ်ပါ Manchester United အတွက်ယူရိုပါလိဖလားအင်မတန်မှအရေးကြီးတဲ့စူပလာဖြစ်ပြီးတော့ဒီအားတဲ့တစ်ခုတည်းသောမျှော်လင့်ချက်လည်းဖြစ်ပါတယ်ရီဗီယံမိုရင်ကတော့ယူရိုပါလိဖလားရလို့လေသူတို့အတွက်အမခံချက်မရှိလို့အောင်မြင်တယ်လို့လည်းမဆိုလိုဘူးဆိုပြီးတော့ဖွင့်ဟထားခဲ့ပါသေးတယ်အမရင်တောက်ဘလောက်ပဲပြောနေပါစေမန်ယူတင်ကယူရိုပါလိဖလားကိုတော့မရအောင်ရောက်သွားဖို့လိုအပ်နေကြတာပါဒါမှလည်းချန်ပီယံလိပြိုင်ပွဲဝင်ခွင့်ကိုမန်ယူတင်နေနဲ့ရရှိသွားမှာဖြစ်တယ်လို့ဇာမသိခေါ်ရမှာလည်းမန်ယူတင်နေနဲ့အဆင်ပြေသွားနိုင်မှာဖြစ်ပါတယ်မန်ယူတင်ကလာမဲ့ရာသီမှာတော့အသင်းကိုကြီးမမပြောင်းလဲမှုတွေပြုလုပ်သွားဖို့အတွက်ပြင်ဆင်နေခဲ့ကြတာပါဇာမတော်များကိုအသင်းကလည်းရောင်းချပြီးတော့လိုအပ်နေတဲ့ဇာမတွေကိုအမရင်စိတ်ကြိုက်ခေါ်ယူသွားဖို့ရှိနေကြတာဖြစ်ပါတယ်လူငယ်ဇာမဖြစ်ကြတဲ့ဂါနာချိုမိုင်နူးတွေအနာဂတ်တွေတောင်မှမိုင်မတိကြတော့သူဖြစ်နေခဲ့ကြပြီးအငှားချဇာမတွေကိုလည်းရောင်းချသွားဖို့စီစဉ်ထားခဲ့ကြပါတယ်ဒါမှမဟုတ်ဇာမတွေကိုဘယ်လိုပဲရောင်းထုတ်ပါစေအာမတ်ဒီယာလိုကိုတော့မန်ယူတင်ဟာရောင်းထုတ်သွားမှာမဟုတ်ပဲအမရင်စိတ်ကြိုက်အသင်းမှာဆက်ပြီးတော့မြင်တွေ့သွားမှာဖြစ်ပါတယ်အာမတ်ဒီယာလိုကလွန်ခဲ့တဲ့တစ်လကခြေကျုံးဝန်ထမ်းရရှိသွားတာပါဆိုပါတန်ကြောင့်ရာသီကုန်တဲ့ထိနားယူရမယ်ဆိုပြီးတော့အတီးပြူခဲ့ကြပါတယ်ဒါမှလည်းတဲကန်နာတွေကဦးစစ်လိုအာမတ်ဒီယာလိုကရာသီမကုန်ခင်မှာမန်ယူတင်နဲ့တူပြန်လဲပြီးတော့ပူပေါင်းသွားနိုင်မှာဖြစ်ပြီးတော့ဆိုပါတင်ဟာပူလုံးကြွနေတဲ့မန်ယူပရိသတ်တွေတို့ကနာဒါစိတ်သွားစီခဲ့လို့ဆိုရပါမယ်အာမတ်ဒီယာလိုကလာမဲ့မေလမှာပြန်ကစားနိုင်မယ်လို့သိရပြီးတော့အာမတ်ပြန်မလာခင်မန်ယူတင်နဲ့ယူရိုပါလိမှာဘိုလ်ပွဲရောက်ရှိအောင်စွမ်းဆောင်ပြနိုင်မလားဆိုတာစောင့်ကြည့်သွားတော့မှာပါအာဆင်နယ်ကစားမဲ့ပွဲတွေမတိုင်ခင်မန်ယူတင်ရဲ့ဒန်ယာကစားမရှင်းနဲ့ပတ်သက်ပြီးတော့အမိုရင်ကအခုလိုပဲဖွင့်ဟသွားခဲ့ပါတယ်မာရီနက်စ်ကတော့ရာသီကုန်တဲ့အထိနားယူရပါမယ်မိုင်နူကတော့ပြန်ကစားနိုင်တော့မှာဖြစ်တယ်လို့မက်ဂွိုင်ကတော့တေချာလေးကျူးဆိုင်သွားမှာပါဥကာရီလည်းပြန်လာပါလိမ့်မယ်ရှောနဲ့မေဆန်မောင်းလည်းပြန်လာပါလိမ့်မယ်သူတို့တေချာပေါင်းပြန်ကစားနိုင်ပါလိမ့်မယ်အထူးသဖြင့်မေဆန်မောင်းပေါ်ဆိုပြီးတော့ပြောကြားသွားခဲ့တာဖြစ်ပါတယ်မန်ယူတင်ကဒီတစ်ပတ်ရဲ့စူပါဆန်ဒီမှာတော့အာဆင်နယ်တင်ကိုအိမ်ကွင်းမှာအခန့်စားသွားမှာဖြစ်ပြီးဘယ်လိုရလမျိုးထွက်ပေါ်လာမလဲဆိုတာစောင့်ကြည့်သွားတော့မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုဒီမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လာအောင်ကြည့်ကြဖို့လည်းဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ page လေးကို like and follow မနေရသေးဘူးဆိုရင်နှိပ်သွားကြဖို့တော့တောင်းဆိုပါရစေခင်ဗျစုံလီကြည့်ပြအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်